ချိန်ဆိုတာတန်ဖိုးပါယုံကြည်မှုဆိုတာအုံမြစ်ပါနှစ်ပေါင်း30တန်တိုင်ခိုင်မာတဲ့အုံမြစ်နဲ့မြမအမြေမှာရက်တည်ခဲ့တဲ့ Steel Stone ယုံကြည်စိတ်ချရမှုအရေးသွေးနဲ့ခိုင်မာမှုရှိတဲ့ Steel Stone Group ရဲ့ခီးလမ်းမှာအိမ်မက်တွေကိုအကောင့်ထဲဖော်နိုင်ပါပြီ Steel Stone Group ရဲ့နှစ်30ပြည့်အထိမ်းအမှတ်အနေနဲ့သင့်အိမ်မက်တွေကိုပုံမမြန်ဆန်စွာအကောင့်ထဲဖော်နိုင်ဖို့30%အထိအထူး promotion ပေးသွားမယ်မြေကွက်အကြောင်းပြပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်ဒီအကြောင်းပြပွဲကြီးမှာတော့ Steel Stone Group ရဲ့100%ပြီးစီးထားတဲ့အနာဂတ်အတွက်အလားအလာအရှိဆုံးမြေကွက်များလူနေထိုင်ရန်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်ရင်းနှီးမြှုပ်နှံနိုင်ရန်အကောင်းဆုံးမြေကွက်များပိုင်ဆိုင်မှုခိုင်မာသောမြေကွက်များကိုရောင်းချပေးသွားမှာဖြစ်ပါတယ်။ရောင်းချပေးသွားမယ့်စီမံကိန်းတွေကတော့ဈေးကျောင်းဌာနဆိုင်ရာရုံးများပန်းချံဘောလုံးကွင်းများနဲ့စီကားနေပြီဖြစ်တဲ့ရင်းနှီးမြှုပ်နှံမှုအသင့်တော်ဆုံးသောမြဝတီမြို့သစ်ရက်ကွက်6ခုစီမံကိန်းစမှုစုံလိုမျိုးရင်းနေရာကျကျအသုံးပြုလုပ်ကိုင်နိုင်သောဧက900ကျော်မှာဖော်ဆောင်ထားတဲ့မြဝတီမြို့သစ်ရက်ကွက်6ခုစီမံကိန်းတွေပဲဖြစ်ပါတယ်နောက်ထပ်စီမံကိန်းတစ်ခုကတော့ Steel Stone Group ရဲ့ရောင်းအားအကောင်းဆုံးဖြစ်ပြီးလုပ်ငန်းရှင်တွေအရန်ကြိုက်တဲ့မြဝတီBillionaire Commercial Zone စီမံကိန်းတားရဲ့ Billionaire အိမ်မက်တကယ်ဖြစ်ခဲ့ပြီဖေဒီတစ်ခါစီမံကိန်းကတော့မိသားစုများလုံခြုံစိတ်ချစွာနေထိုင်နိုင်ပြီး luxury lifestyle ကိုအပြည့်အဝခံစားရရှိနိုင်မဲ့မြဝတီ City Villa စီမံကိန်းဒီစီမံကိန်းအတွင်းမှာဆိုရင်တော့စီမံကိန်းအဝင်မဟုတ်ဘူးပေ40ပေ30ကွန်ကရစ်လန်အုပ်စီရေမြောင်ကွန်ကရစ်ပလက်ဖောင်းရေကူးကန်ပန်းချံကလေးကစားဝင်း Club House စီမံကိန်းအိမ်ယာဝန်းခြံစည်းရိုးလျှက်စစ်မီရေပေးဝေစနစ်တွေပါဝင်ပြီးတော့24နာရီလုံခြုံရေးစနစ်တွေထည့်သွင်းထားတဲ့အတွက်ကြောင့်မလို့အစစ်မြင့် luxury lifestyle ကိုရရှိနိုင်မယ့်စီမံကိန်းပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့ပထမဦးဆုံးအစစ်မြင့်ငါးပစွန်မွေးမြူရေးစီမံကိန်းရန်ကုန်မြို့ထန်းတပင်မြို့နယ်မှာတည်ရှိတဲ့ရွှေတန်းကဘာငါးပစွန်မွေးမြူရေးစီမံကိန်းမလောက်စရာတကယ်ကြီးကံပေါ်တိုင်းငွေဝင်မှာရွှေတန်းကပါလုံရကြရတဲ့စင်ပြေလျက်စမီလေးရတယ်လေဟန်ကြပန်ကြဖြစ်ကုန်ပြီဟန်ကြပန်ကြဖြစ်ကုန်ပြီဟောဒီရလာပြီဆိုတော့ဘာဆက်လို့ရမှာလဲဘယ်မှာရောက်မှာလဲဟောဒီမှာကြီးမလိန်50ဒီမှာရွှေပတော့50ကိုယ်လည်းရည်လန်းလီလုံးလို့ကွာသွားရလာရလွယ်လေရန်ကုန်စိတ်ကန်းလက်ဒီလို့ပြပဖို့လဲစင်ပြေဝေကံမထားနဲ့ရင်းနှီးပါရင်းနှီးဖို့ဆိုမြက်မြက်လားကံပေါ်တိုင်းဝင်မှာရွှေတန်းကပါကံပေါ်တိုင်းဝင်မှာရွှေတန်းကပါ GAQB စနစ်နဲ့စမဖြစ်ဖြစ်တိစောက်ထားလို့ export quality ရေးသွင်းများတဲ့နောက်ဆိုရင်ရွှေတန်းကပါဒီအကြောင်းပြပွဲကြီးမှာသာရရှိနိုင်တဲ့အထူးခွင့်ရေးတွေကတော့ကုမ္ပဏီရဲ့နှစ်30ပြည့်အထိမ်းအမှတ်အနေနဲ့30%အထိ discount တွေရရှိမဲ့အပြင် down payment လည်းပေးစရာမလိုပဲ6လကနေ15နှစ်အထိကုမ္ပဏီဓာတ်ရိုက်အေဂျင့်စနစ်နဲ့မြေကွက်များကိုဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ဒါနဲ့မဟုတ်သေးဘူးเนาะမြေကွက်ဝယ်ယူသူတိုင်းအတွက်လည်း iPhone 70 series ဖုန်းများကိုမြေကွက်ရဲ့တန်ဖိုးအလိုက်မြစ်တာလက်ဆောင်ပေးရသွားမှာဖြစ်ပါတယ်။ပွဲကျင်းပမဲ့အချိန်နဲ့နေရာတွေကတော့ဒီဇင်ဘာလ9ရက်နေ့မှ12ရက်နေ့အထိကျင်းပမှာဖြစ်ပြီး9ရက်မှ9ရက်နေ့အထိတောက်ကြစနေတနင်္ဂနွေရက်များမှာမနက်9:00နာရီကနေညနေ9:00နာရီအထိရန်ကုန်မြို့ရှိ YCC ရန်ကုန် Convention Center Thai Expo ရန်ကုန်ပြပွဲကြီးမှာရောင်းချပေးမှာဖြစ်ပြီး10ရက်နေ့မှ12ရက်နေ့အထိတနင်္လာနေ့မှ
တောက်ကြရက်တွေကိုတော့ Steestone ကုမ္ပဏီရုံးချုပ်ဖြစ်တဲ့ရန်ကုန်မြို့လှဲတန်းလမ်းစုံအနီး M Tower ဆယ်လွှာနဲ့မြဝတီမြို့ Steestone ကုမ္ပဏီရုံးခွဲဖြစ်တဲ့မြဝတီ City Villa Showroom တို့မှာတပြိုင်နက်တည်းကျင်းပပေးသွားမှာဖြစ်ပါတယ်။ထပ်ပြောမယ်နော်30%အထိ discount ရမယ့်အပြင်ရောင်းချပေးမယ့်အရေးအတွက်ကလည်းအကန့်အသတ်ရှိရမို့လို့အမြန်ဆုံးလာရောက်ဝယ်ယူအားပေးဖို့အတွက်မမေ့ကြနဲ့နော်။ပွဲအကြောင်းအသေးစိတ်သိရှိလိုပါကSteestone Group Company ရဲ့ hotline ဖုန်းဖြစ်တဲ့097771112111ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။ Steestone ရင်းနှီးမြှုပ်နှံမှုအတွက်အကောင်းဆုံး